မင်္ဂလာပါရှင်ပြည်မနာမျိုးနဲ့ပြန်ကြားရေးပြည်သူ့စစ်ဆင်ရေးဦးစီးဌာနပြည်သူ့စာကြည်တိုင်းစောင်းမိတ်ဆက်ရှင်စီစဉ်ကနေကြိုဆိုပါရရှင်ဒီကနေ့ကျွန်မကစာဖတ်ပရိသတ်တွေစာပေရှင်းမြတ်တို့တွေကိုရွေးချယ်မိတ်ဆက်ပေးခြင်းတဲ့စာအုပ်ကလေးကတော့ဆရာမိုးပန်းမွန်ရာမညာရေးသားထားတဲ့ရွှေရောင်လူငယ်နဲ့ရွှေရောင်အနာဂတ်လူငယ်တို့အတွက်အတွေ့စာသူများဆိုတဲ့စာအုပ်ကလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီစာအုပ်ကလေးရဆိုရင်2018ခုနှစ်မေလမှာပထမအကြိမ်ထုတ်ဝေထားတဲ့စာအုပ်ကလေးပဲဖြစ်ပါတယ်ရှင်ရွှေရောင်လူငယ်နဲ့ရွှေရောင်အနာဂတ်ဆိုတဲ့စာအုပ်ကလေးထဲမှာဆိုရင်လူလောကကြီးမှာလူသားတစ်ယောက်ဖြစ်ဖို့ခရင်လွန်လာပါတယ်လူဖြစ်ထိုက်တဲ့ကံအကြောင်းတရားရှိမှသာလူရည်လို့မွေးဖွားလာရတာဖြစ်ပါတယ်ရှင်လူဖြစ်ပြီဆိုတာနဲ့ဘဝဆိုတာဖြစ်တည်လာတာပဲဖြစ်ပါတယ်ဘဝကိုပိုင်ဆိုင်လာတာနဲ့အမျှဘဝအတွက်ရုန်းကန်ရမယ့်ကိစ္စတွေကများလာပြီဖြစ်ပါတယ်ပြည့်စုံတဲ့ဘဝတစ်ခုပိုင်ဆိုင်ဖို့ဆိုတာလဲစိတ်ကူးတာတွေမျှော်လင့်တာတွေပုံဖော်ရမှာပဲဖြစ်ပါတယ်ရှင်ဘာကိုမျှော်လင့်ကြမလဲဘယ်လိုပန်းနိုင်မျိုးကိုရည်မှန်းကြမလဲဒါတွေတွေ့ရမှာဖြစ်ပါတယ်ကလေးလူငယ်လူရွယ်လူကြီးဆိုပြီးခွဲခြားထားတဲ့အရွယ်နဲ့ဆိုင်ရာလုပ်ငန်းတွေကိုလှုပ်ဆောင်ရမှာဖြစ်ပါတယ်ရှင်ကလေးရွယ်လွန်မြောက်ပြီးရင်တော့အစဉ်စဉ်ထားရမယ်ပန်းနိုင်တွေရှိပါတယ်လူငယ်ရွယ်မှာအတတ်ပညာကိုဆုံးအောင်သင်ယူရမှာပဲဖြစ်ပါတယ်ရှင်လူလက်ရွယ်မှာတော့အောင်မြင်တဲ့စီးပွားရေးသမားဖြစ်အောင်ကြိုးပမ်းဆောင်ရွက်ရမှာပဲဖြစ်ပါတယ်လူကြီးပိုင်းတွေရောက်တဲ့အခါမှာတော့ဒါနသီလဘာဝနာစတဲ့ဓမ္မတရားရေးမှာသိနာလေသူဖြစ်အောင်ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်ရှင်ဒါကြောင့်အရွယ်သုံးပါအတွက်တာဝန်ကြီးမဲ့လူသားများဖြစ်အောင်ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်လူသားများအနေနဲ့တာဝန်ကြီးဖို့ဆိုရင်လူသားတွေတန်ဖိုးထားရမယ့်အရာတွေရှိပါတယ်အဲ့ဒါကတော့အချိန်ပဲဖြစ်ပါတယ်ရှင်အချိန်ကိုလောကကြီးကအလကားရထားတာပဲဖြစ်ပါတယ်လူသဘာဝအရအလကားရထားတာကိုတန်ဖိုးမထားခြင်းကြဘူးဖြစ်ပါတယ်လူငယ်အတော်များများဟာအချိန်တွေသာကုန်လွန်သွားတယ်အကျိုးရှိတာတစ်ခုမှဖြစ်မလာဘူးဖြစ်ပါတယ်အောင်မြင်မှုအတွက်အကျိုးမရှိဘူးဖြစ်နေဆိုရင်အောင်မြင်မှုအတွက်အချိန်နဲ့အခွင့်အလမ်းကိုဆုံးရှုံးရမှာပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်ထဲမှာဆိုရင်ဆရာကရွှေရောင်လူငယ်နဲ့ရွှေရောင်နာကလူငယ်တို့တဲ့အတွေ့အစာသူများဆိုတဲ့စာအုပ်ထဲမှာဆိုရင်ဆရာကလူငယ်တွေလိုက်နိုင်ရမယ်အကြောင်းအရာလေးတွေကိုလည်းထည့်သွင်းရေးသားထားပါတယ်ရှင်အမှုပညာနဲ့လူတံဖို့အလှဆုံးဖြစ်ရှင်သလားလူငယ်များတည်တင်သောမိသားစု၏အတိတ်ပဲနည်းနည်းပဲကြွားပါအပြိုတို့ကုန်ကြီးတံမိုးရှိသောလူရွှေရောင်လူငယ်နဲ့ရွှေရောင်အနာကအသွင်မတူကြလင်ဖြင့်အုံနောက်လေးချင်းက15မိနစ်စာနှုတ်ဆိုစကားနားရှုစီလူငယ်နှင့်သာသနာလူငယ်နှင့်အရှိန်ဤတံဖို့ပြိုင်တူတွန်းသည့်လာရတူပါစေဒီမိုကရေစီစတိုင်းနဲ့ရည်ကြည်မှုမှန်တိုင်းပြည့်စိတ်နဲ့ရှစ်ပင်လဲလူလက်ရည်နဲ့လူငယ်တို့ဤတာဝန်လူငယ်များရဲ့ရှိသူများနေကန်တူအကျိုးပေးဖေးမစတဲ့အကြောင်းအရာလေးတွေ18ပုဒ်ကိုလည်းဆရာကထည့်သွင်းရေးသားထားတဲ့စာအုပ်ကောင်းလေးတစ်အုပ်ပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့လို့ဒီစာအုပ်ကလေးရဆိုရင်လူကြီးလူငယ်မရွေးဖတ်ရှုသင့်တဲ့စာအုပ်ကောင်းလေးပဲဖြစ်ပါတယ်ရှင်ဒီစာအုပ်ကလေးကိုငှားရမ်းဖတ်ရှုခြင်းနဲ့ဆိုရင်ကျမတို့ပြည်မနာမျိုးနဲ့ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနပြည်သူ့စာကြည်တိုင်းမှာအခမဲ့လာရောက်ငှားရမ်းဖတ်ရှုလို့ရပါတယ်ဆိုတဲ့အကြောင်းသတင်းကောင်းပါအပ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်